တောင်းစားတဲ့ကောင်ကအများကြီးရတာဗျကျုပ်ကိုရိုက်တာဗျမင်းပြန်ပြောသားဘာလို့မှလဲကျွန်တော်တောင်းစားလို့ပါဗျဘာလို့လှုပ်ချင်တာလဲတောင်းစားတာပိုကြိုက်တယ်ဖို့ပေါ့ဖြောင်းဒီတိုင်းပဲပြန်ဖြေသူဖြေခိုင်းလို့ဖြေတာပါတခါရိုက်ပြီတာမဖြေရတော့ပါဘူးဒီတိုင်းပဲပြန်ဖြေကျွန်တော်ဖေးနေကိုရဲလို့သူလက်ပိုက်ထားတာပြီးတော့ तू ကရိုက်ရင်းနဲ့ပြောတာဒီမဲ့ငါမြည်ရဲ့ပတ်စံရဖို့အတွက်ပဲရည်ရွယ်ပြီးအလုပ်လုပ်တယ်ဆိုတာလူပြစ်လူညံ့နေအလုပ်ပါဖို့စကားတိတ်မြင့်နေဗျကျွန်တော်နားမလဲဘူးဗျကျွန်တော်သိတာတော့ပတ်စံရတာမကောင်းဘူးလားဗျာပတ်စံရတာကောင်းတာဗောဗျဟိုကျွန်တော်ကိုရိုက်မင်းနားလဲလားတဲ့ဟုတ်ကဲ့အမှန်တော့ကျွန်တော်နားမလဲဘူးဗျပတ်စံတစ်ခုတည်းရည်ရွယ်ပြီးအလုပ်မလုပ်ရဘူးကွာတဲ့ပတ်စံနောက်မှာလူရဲ့ဂုံတိတ်ခါဆိုတာရှိတယ်ကွာတဲ့ပတ်စံများများရှိတိုင်းတထဲမထင်နဲ့ကွာတဲ့ဇာရိတ္တမွဲရင်လူမွဲလို့ခေါ်တယ်ကွာဇာရိတ္တမွဲရင်လူမွဲပတ်စံရှိတိုင်း